ကိုပဲမင်းမလဲမောင်ဝင်လာတဲ့ဒီညတဲ့ရက်ဆက်တဲ့စကားလုံးများတဲ့တဲကိုပဲချွေခဲ့ဒီနဲ့ဆိုနေနိုင်ပါတယ်မောင်ဝင်လာတဲ့ဒီညတဲ့ရက်ဆက်တဲ့စကားလုံးများတဲ့တဲဟာပဲချွေခဲ့ချိန်နိုင်တွေအကုန်မြန်နေခဲ့ရာသီတွေလည်းပန်းစဲဆုံးသမ်းမဲ့မိကုန်များတွေတဲနှလုံးငါကြည်ခွေနေခြင်းနဲ့ဆိုနေနိုင်ပါတယ်နာကျင်နေသူကိုတယောက်ထဲတမဲတဲ့လမ်းဝဲလေးတဲ့ကြောခိုင်းသွားခြင်းနဲ့တရားရီစာရွယ်ဟောင်းလေးများတဲ့မှာချိန်စားတဲ့လူနာကျင်စွာတရားနဲ့အိမ်မဲ့များစွာတကောင်းရမထင်ကြနေခဲ့တရားရီစာရွယ်ဟောင်းလေးများတဲ့မှာချိန်စားတဲ့လူနာကျင်စွာတရားနဲ့အိမ်မဲ့များစွာတကောင်းရမထင်ကြနေခဲ့လောင်ရည်တန်တွေချိုးလင်းစေတိတ်ဆိတ်တဲ့နှလုံးသားလေးတဲ့ချက်တန်းလို့တိုးဝင်စေတဲ့လူနာကျင်စွာတရားနဲ့အိမ်မဲ့များစွာတကောင်းရမထင်ကြနေခဲ့တရားရီစာရွယ်ဟောင်းလေးများတဲ့မှာချိန်သာတဲ့လူနာကျင်စွာတရားနဲ့အိမ်မဲ့များစွာတကောင်းရမထင်ကြနေခဲ့ဒီနေ့မှချိန်ကိုပဲမင်းမလဲမောင်ဝင်လာတဲ့ဒီညရက်ဆက်တဲ့စကားလုံးများတဲ့တဲကိုပဲချွေခဲ့ဒီနဲ့ဆိုနေနိုင်ပါတယ်မောင်ဝင်လာတဲ့ဒီညတဲ့ရက်ဆက်တဲ့စကားလုံးများတဲ့တဲဟာပဲချွေခဲ့ရက်ဆက်တဲ့စကားလုံး